အနိစ္စမေပိစခန္ဓာအနိစ္စယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိအနိစ္စမေပိစခန္ဓာအနိစ္စယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိမေငါဤပင်ဆက်ခန္ဓာခန္ဓာ၅ပါးယုံနာတရားတို့သည်အနိစ္စအမြဲမရှိကြလေကုန်တကားအနိစ္စယမြဲမရှိခြင်းကြောင့်မရိတန္တိသိကြရလေကုန်လက်တံမရဏံတံသိခြင်းအဆုံးသို့ကမိတဝါနာလာရောက်ကြရကုန်ပြီ၍ဣမံကာယဤခန္ဓာကိုယ်ယုတ်ကောင်ပုဂ္ဂိုလ်သူသာနေလူသေးမြုံနှံတဲ့မြေသုဒ္ဓ၌ခိပိတန္တိစွန့်ပြကြရကုန်လက်တံဣတိသောဒုံမေဇာပနာခန္ဓာသို့လိုက်ပါပို့ဆောင်ကြကုန်သောသင်္သူတော်ကောင်းတို့သည်တံဝေကဘာဝနာသတံဝေကဘာဝနာကို၎င်းအတုဘဘာဝနာသာအတုဘဘာဝနာကို၎င်းမရဏတတိသမရဏနုတတိဘာဝနာကို၎င်းဘာဝေဘာဝေယတာပို့ဆောင်ရင်ပွားများကြကုန်ရ၏ဘာဝေဘာဝေယတာပွားများရင်ပို့ဆောင်ကြရကုန်၏ငါဤခန္ဓာအနိစ္စမြဲတာမရှိပါမမြဲလာစွာငါခန္ဓာဒီမာနောက်ဆုံးပါဒီပြီးနောက်ဝဲသုတ်တံမဲဆွန့်ပေခံရမှာပါတကားဒုက္ခမေပိစခန္ဓာဒုက္ခယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိမေငါဤပိစခန္ဓာခန္ဓာ၅ပါးယုံနာတရားတို့သည်ဒုက္ခဆင်းရဲကြလေကုန်၏ဒုက္ခရာဆင်းရဲခြင်းကြောင့်မရိတန္တိသိကြရကုန်လက်တံမရဏံတံသိခြင်းဤအဆုံးသို့ကမိတဝါနာလာရောက်ရကုန်သည်ဖြစ်၍ဣမံကာယံဤခန္ဓာကိုယ်ယုတ်ကောင်ပုဂ္ဂိုလ်သူသာနေလူသေးမြုပ်နှံတဲ့မြေသုဒ္ဓ၌သုသာနေလူသေးမြုပ်နှံတဲ့မြေသုဒ္ဓ၌ခိပိတန္တိစွန့်ပေးကြရကုန်လက်တံဣတိသောဒုံမေဇာပနာခန္ဓာသို့လိုက်ပါပို့ဆောင်ကြကုန်သောသင်္သူတော်ကောင်းတို့သည်တံဝေကဘာဝနာသာတံဝေကဘာဝနာကို၎င်းအတုဘဘာဝနာသာအတုဘဘာဝနာကို၎င်းမရဏတတိသာမရဏနုတတိဘာဝနာကို၎င်းဘာဝေဘာဝေယထပို့ဆောင်ရင်ပွားများကြကုန်ရ၏ဘာဝေဘာဝေယထပွားများရင်ပို့ဆောင်ကြကုန်ရ၏ငါဤခန္ဓာဒုက္ခပါချမ်းသာမရှိပါချမ်းသာကင်းကွာငါခန္ဓာဒီမာနောက်ဆုံးပါဒီပြီးနောက်ဝေသုတ်တံမေဆွန့်ပေခံရမှာပါတကားအနတ္တမေပိစခန္ဓာအနတ္တယမရိတန္တိမရဏံတံကမိတဝါနာဣမံကာယံခိပိတန္တိမေငါဤပိစခန္ဓာခန္ဓာ၅ပါးယုံနာတရားတို့သည်အနတ္တဆိုမရကြလေကုန်၏အနတ္တယာဆိုမရခြင်းကြောင့်မရိတန္တိသိကြရကုန်လက်တံမရဏံတံသိခြင်းအဆုံးသို့ကမိတဝါနာလာရောက်ကြရကုန်ပြီ၍ဣမံကာယံဤခန္ဓာကိုယ်ယုတ်ကောင်ပုဂ္ဂိုလ်သုဒ္ဓနေလူသည်မြုံနှံတဲ့မြေသုဒ္ဓံ၌သုဒ္ဓနေလူသည်မြုံနှံတဲ့မြေသုဒ္ဓံ၌ခိပိတန္တိစွန့်ပေးကြရကုန်လက်တံဣတိသို့ဒုံမေဇာပနာခန္ဓာသို့လိုက်ပါပို့ဆောင်ကြကုန်သောသင်္သူတော်ကောင်းတို့သည်တံဝေကဘာဝနာသာတံဝေကဘာဝနာကို၎င်း
အတုပဘာဝနာသာအတုပဘာဝနာကို၎င်းမရဏတတိသမရဏနုတတိဘာဝနာကို၎င်းဘာဝေဘာဝေယတာပုဆောင်ရင်ပွားများကြကုန်ရာ၏ဘာဝေဘာဝေယတာပွားများရင်ပုဆောင်ကြကုန်ရာ၏ငါဤခန္ဓာအနတ္တပိုင်တာမရှိပါပိုင်ဆိုင်ကင်းกว่าငါခန္ဓာဒီမှာနောက်ဆုံးပါဒီပြီးနောက်ဝေတုတ်တံမဲစွန့်ပေခံရမှာပါတကား